တမခုံတမမှုပေါ့နော်ဖန်စီခံရတော်လိုင်းတက်ဖွဲ့တွေရဲ့ဖန်စီချင်းခံရတဲ့စစ်တုံပန်းဗိုလ်မှူးချုပ်အောင်သက်ဦးပေါ့နော်သူနဲ့သူ့တုံပန်းတွေရတဲ့နောင်တရပါပြီပေါ့နော်စစ်ကောင်စီရဲ့ခုနလိုလူမဆန်တဲ့လောက်ရက်တွေကိုသူတို့လုပ်ခဲ့ရတဲ့ဟာတွေကိုနောင်တရပါပြီဆိုပြီးတော့ဒါပြောတယ်ဆိုတဲ့ဟာကိုဒါကာကွယ်ဝင်ကြီးကျော်ဦးရင်မိုးကပြောပြတယ်ပေါ့နော်ပြောပြဒီကောင်တွေနောင်တရပါပြီဆိုပြီးတော့ပြောတဲ့ဟာကဘာကိုလဲဆိုပြီးတော့ကျွန်တော်စဉ်းစားမိရပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးလက်လက်ချအညံ့ခံလိုက်ရတယ်သူတို့ဘာမှမတက်နိုင်တော့လို့ဖန်ခံလိုက်ရပြီဆိုမှပြောတဲ့စကားတွေလားဆိုပြီးတော့လေဒါကျွန်တော်စဉ်းစားမိတယ်ဘာလို့လဲဆိုတော့၄နှစ်တောင်ကြာခဲ့ပြီလေနော်၄နှစ်တောင်ကြာခဲ့ပြီပြည်သူတွေကိုရဲဆက်ဆက်လုပ်နေတဲ့ဟာတွေပုံကျဲတိုက်ခိုက်နေတဲ့ဟာတွေပြီးတော့အများကြီးပဲပေါ့နော်ပြီးတော့ဒါစစ်မှုမထမ်းကျင်လို့ရှောင်ပြေးရတဲ့ဒါလူငယ်တွေအများကြီးရှိတယ်ပြီးရင်ရှောင်ပြေးလို့မရလို့လုံးဝမရှောင်တိန်နိုင်တဲ့သူတွေကိုကြတော့လေအိမ်ပေါ်ထိပါတက်ပြီးတော့ဒါဆွဲလာရန်လာနဲ့အတင်းအဲ့တော့မှစစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေကလည်းအများကြီးရှိတယ်ပေါ့နော်